မလေးစကားလို့ခေါ်တဲ့ Adenium ပင်လေးပါရှင်ဒီ Adenium ပင်လေးကတော့ကျမတို့တွေဒါရိုးရိုးပေါ့နော်ရိုးရိုးမျိုးပေါ့ရိုးရိုးမျိုးရှိတယ်သူက Obsidian ရှိတယ် Arabian ရှိတယ်တဲ့အဲ့မှာကျမတို့စားတော့ Obsidian မျိုးပေါ့နော်ရိုးရိုး Adenium မလေးစကားပင်လေးကပွင့်နေတဲ့အပွင့်လေးတွေပါရှင်သူကပွင့်ရတော့လုံးဝကောင်းပါတယ်ဒီမှာဆိုရင်သူ့ရဲ့ပင်စီပါသူ့ရဲ့ပင်စီအားကိုဘွန်ဆိုင်လို့ပဲထိုင်နေပုံလေးရအောင်ဘယ်လိုလေးတော့အဲ့လိုမျိုးပါဒီလိုမျိုးခိုင်းတုပ်ကြီးတွေကနေပြီးတော့ပန်းလေးတွေကိုပွင့်လာခြင်းဖြစ်ပါတယ်ရှင်ဒါ Adenium ရိုးရိုးပေါ့နော်ရိုးရိုးမျိုးဖြစ်ပါတယ်ရှင်အဲ့ဒီကနေပြီးတော့ကျွန်တော်ညာလဲသူ့ရဲ့ရိုးရိုးပွင့်လေးပါအရောင်လေးကနေရောင်ပွင့်ပြီးပွင့်ကစားတော့အရောင်လေးကရဲရဲလေးရဲ့နေအောင်လဲရအောင်နေရဲ့အရောင်ကြောင့်သူကအရောင်လေးဖြော့သွားခြင်းဖြစ်ပါပဲရှင်ဒါ Adenium မျိုးလေးပါဒါလေးကအဖူးလေးပါရှင်ပွင့်လေးတွေနဲ့သူကအစုပ်ကလေးတွေပဲအများကြီးပွင့်တယ်နောက်တစ်ခါအကြာကြီးပဲပွင့်ပါတယ်ဒါလည်း Adenium ပါပဲဒါကကြတော့ကျမတို့ဒါကကြတော့ ASEAN လို့ခေါ်တယ်သူက ASEAN မျိုးသူတို့နာမည်တွေကအတူလေးအဲ့ဒီ ASEAN မျိုးကကြတော့သူကကြတော့ပန်းပင်ရင်မလို့တော့ခေါ်တယ်ဒါကခဏပန်းပွင့်တယ်သူ့အပွင့်လေးကကြတော့ဟိုခုန Obsidian လိုမျိုးမကြီးဘူးသေးလေးနဲ့လှတာပါရှင်ဒါကကြတော့ကျမရဲ့ Adenium ခင်းခေါင်ကြီးကပွင့်နေတာပါခင်းခေါင်မျိုးပါရင်ကလေးကအပင်ကြီးကတော့အကြီးပဲပင်စီကြီးကရှယ်ကြီးပဲသူကဘွန်ဆိုင်ပင်ပွင့်တာတော့ခုမှပွင့်တာပါရှင်ဒါခင်းကောင်မျိုးပါသူ့ရဲ့အပွင့်လေးကလည်းအပွင့်ချင်းတွေကတော့တပွင့်နဲ့တပွင့်တိတ်မကွာဘူးအရောင်လေးတွေကနည်းနည်းလေးတွေပဲကွာကြတယ်ဒါပေမဲ့ပင်စီရဲ့ပေါက်ပုံတွေခိုင်းတဲ့အထွက်ပုံတွေကြတော့ခွဲပြားခြားနားမှုရှိတယ်ဒါကကြတော့ကျမတို့ဒီအပင်လေးကကြတော့သူကဒီယာမျိုး WCC ဒီယာတဲ့အပွင့်လေးကတော့သေးလေးရပွင့်တာဒါပေမဲ့လို့သူ့ရဲ့ဖောင်ကကြတော့လှပါတယ်ဖောင်ကကြဒါအမြင့်မွေးထားပြီးတော့ဒီကပင်စီကိုဖြတ်ပြီးတော့ပြန်ပြီးတော့အမြင့်မွေးထားတဲ့ပင်လေးဖြစ်ပါတယ်ရှင်သူလေးကလည်းမိနစ်တုန်းကလည်းပွင့်ပါတယ်အခုတော့ဒါဒီကစပွင့်ကြတာပဲရှိပါသေးတယ်ဒါကတော့ Black Hawk လို့ခေါ်တဲ့အပင်လေးပါ Black Hawk လို့ခေါ်တဲ့အပင်လေးကပွင့်နေတာဖြစ်ပါတယ်ရှင်သူကတော့ငယ်လဲငယ်သေးတယ်ရိုးရိုးမြစ်ပေါ့နော်အမြင့်မွေးတာမဟုတ်ရိုးရိုးမြစ်ကလေးပါဒါကကြတော့ကျမတို့ WWN Watson Bond WSP Watson Bond မျိုးမှာသူကလည်းအပွင့်တွေတအားကိုပွင့်တာပါအစုပ်လိုက်ကိုပွင့်တာပါအပွင့်ချင်းတွေကတော့ပုံတန်ချင်းတွေကစင်နေဒါပေမဲ့သူ့ရဲ့ပင်စီတွေကကြတော့ဘွန်ဆိုင်လိုမျိုးဒါကကြတော့ Mother Plant တွေပါအသီးလေးတွေတီးလာတဲ့အခါမှာလည်းကျွန်မပြန်ပြီးတော့ပြပါအောင်မယ်ရှင်ဒီမှာခိုင်းကကိုပဲအဖူးလေးတွေထွက်ပြီးတော့ပွင့်မလို့အားယူနေကြတာပါဒါလေးကကြတော့ KHDD ပါ KH ကကြတော့လေအပွင့်အားတအားကောင်းပါတယ်အပွင့်အားကောင်းတယ်နောက်တစ်ခါသူကလည်းAdenium မျိုးပါပဲဒီမှာဆိုရင်သူ့ရဲ့ပွင့်လေးတွေကအဲ့လိုအစုပ်ကလေးတွေပွင့်နေတာဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမရဲ့အပင်လေးတွေကိုယေရှုလေးလာပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်